Welcome to a latest episode. I'm your host, San. ဒီတစ်ခါတော့အရင် heavy ဖြစ်တဲ့အကြောင်းအရာတွေမပြောဘူး intellectual ဖြစ်တဲ့အကြောင်းအရာတွေမပြောတော့ဘဲနဲ့ပပလေးပဲဒီ podcast ကိုလုပ်တော့ပါမယ်။လွန်ခဲ့တဲ့ရက်ကပေါ့နော်။ကျွန်တော်တကယ်ချင်းတယောက်ကတချင်းတစ်ပုတ်ညွှန်းတယ်။အဲ့ဒီတချင်းက cocktail ဆိုတဲ့ဒီထိုင်းက rock band တစ်ခုပေါ့နော်။သူ့ရဲ့တချင်း Yourself လို့ခေါ်တယ်။အဲ့ဒီတချင်းလေးကောင်းတယ်ပေါ့နော်။ကြိုက်တယ်ပေါ့နော် music taste ချင်းသူများနည်းနည်းတူတဲ့အခါကျတော့ဒါလေးနားထောင်ကြည့်ပါလား bro ဆိုပြီးတော့ကျွန်တော်ပြောတော့ကျွန်တော်နားထောင်ကြည့်တယ်ကျွန်တော်လည်းတော်တော်လေးသဘောကျပါဒါပေမဲ့ဒီနေ့ပြောမယ့် podcast ကအဲ့တချင်းအကြောင်းမဟုတ်ဘူးအဲ့ဒီ cocktail ဆိုတဲ့ band အကြောင်းလည်းမဟုတ်ဘူးပြောချင်တာအဲ့တချင်းနဲ့ဆက်တဲ့အကြောင်းအရာပေါ့နော်ချစ်ဖို့လည်းကောင်းတယ်ရည်လည်းရည်ရတယ်ဘယ်လိုပြောရမလဲနည်းနည်းစိတ်ကိုဗျာနည်းနည်းစိတ်ညစ်စရာရှိရဆိုလို့ရှိရင်ဒါကိုကြည့်ပြီးလို့ရှိရင်နည်းနည်းပြုံးမိသွားလိမ့်မယ်ရည်မိသွားမယ်လို့တော့ကျွန်တော်မြင်မိတယ်ဘာလဲဆိုတော့အဲ့တချင်းကိုကျွန်တော်အားနဲ့ YouTube မှာလိုက်ရှာပါတော့ YouTube မှာရှာပြီးကျွန်တော်နားထောင်နေ music video လည်းနားထောင်နေပြီးတော့သူ့ရဲ့ lyrics video လည်းနားထောင်နေအဓိကအဲ့ထိုင်းတချင်းဆိုတော့ထိုင်းဘယ်လိုပြောမလဲ Roman ကြီးနဲ့ရေးရလို့ပြောလားဘယ်လိုပြောလဲမသိဘူးပြသလားထိုင်းအတန်တော့ပေါ့နော်အင်္ဂလိပ်လိုရေးထားအတန်တော့ပေါ့အဲ့ဒါကိုကျွန်တော်နားထောင်ပြီးတော့အဓိကအဲ့ဒါလေးဖတ်ပြီးတော့ကျွန်တော်နားထောင်ကြလို့လိုက်ရှာရဗျာ lyrics video တွေပါနားထောင်ပြီးတော့သူတို့ live concert တွေပါနားထောင်ကြတယ်အဲ့ဒါကျွန်တော်ထပ်ရှာမ2024မှာလုပ်သွားတဲ့ပွဲတစ်ပွဲရှိတယ် Leo Festival ဆိုပွဲပေါ့နော်သူတို့ထိုင်းက Leo ဆိုတဲ့ beer company ကလုပ်တဲ့ festival တခုပေါ့အဲ့ဒီမှာ cocktail သူ့ရဲ့ Yourself ဆိုတဲ့တခြင်းနဲ့သူကဖျော်ဖြေတယ်အဲ့ဖျော်ဖြေတဲ့ဟာကျွန်တော်ကြည့်live concert တွေပါကြည့်နေဟိုကြည့်ပေါ့နော်အဲ့ Yourself ဆိုတဲ့ဟိုကဘယ်လိုပြောရမလဲအဲ့တခြင်းနဲ့ပတ်သက်တဲ့ဟာလေးကျွန်တော်လိုက်နားထောင်ရင်းနဲ့မှသွားတွေ့တာအဲ့ဒါဘာလဲဆိုတော့ဒီ cover ကအရန်ကြီးရတယ်ကျွန်တော်ကြည့်နေတယ်သူ့ရဲ့ဟိုဟာလေးကို live ဝင်ပြီးတော့ကျွန်တော် live ကြည့်ရပါတော့ cover အရင်ကြီးရတယ်ဘယ်လိုလဲဆိုတော့အဲ့ဒီလူကလေသူကဟင်းချက်ပြတာဒါပေမဲ့သူဟင်းချက်ပြတာသူများနဲ့မတူသူကအလုံးတစ်ခုတစ်ပြိုင်နဲ့လုပ်ပြတယ်ဟင်းချက်ရင်လည်း cover song ဆိုတာ cover song ကိုလည်းတေးချာကို music အနောက်က background soundtrack တွေပြီးဒီ condenser mic တွေတကယ် monitoring တွေနဲ့ cover song တကယ်အရေးချင်းပြပြဝဆိုတယ်ပေါ့နော် auto tune ပါညာတော့သူတို့သုံးကောင်းနဲ့သုံးနေမယ်မသုံးလည်းမသုံးဘူးနော်တိုးတော့ဒါသူဟာတာအနေနဲ့ cover song လောက်တာပေါ့နော်အဲ့ဒါကိုသူကတပြိုင်နက်ထဲမှာပဲတချင်းဆိုနေနေသူကဟင်းမှာချက်ပြတာတကယ်ကြီးရသူဟင်းချက်ပြတဲ့ပုံလေးရတယ်တကယ်ကြီးရဗျာအဲ့ဒါကျွန်တော်အဲ့ဒါကိုကြည့်ပြီးတော့မနေ့2နာရီထိုးကကျွန်တော်အဲ့ဒါကိုထိုင်အဲ့သူ့ရဲ့ video လေးလိုက်နားထောင်လိုက်ကြည့်တချို့တချင်းတွေကတော့ကျွန်တော်မသိဘူးထိုင်းမှာကျွန်တော်သိရဲ့ band အဲ့ cocktail ဆိုတဲ့ band တခုသိသွားတယ်နောက်အရင်ကသိပြီးသား Silly Food ဆိုတဲ့ band ပေါ့နော်အဲ့ဒါတော့အရင်vocalist အဟောင်းနဲ့သူတို့ရဲ့အရင်က former vocalist ကကြတော့ former vocalist ပေါ့ sorry မှားပါလို့အဲ့ဒီ former vocalist ကကြတော့တခြား band တခုထောင်သွားပြီပေါ့နော် Hanger Man လားမသိအဲ့ band ထောင်သွားတယ်အဲ့သူတချင်းနေလည်းကောင်းအဲ့ Silly Food ရဲ့တချင်းနေနဲ့တခြားပေါ့နော်ကျွန်တော်မသိတဲ့ထိုင်းရ band ရဲ့တချင်းတွေကအဲ့လိုမျိုးဟင်းချက်ရင်လည်း cover song လုပ်သွားတာအဲ့သူ့ရဲ့ content တွေကဘယ်လိုရှိလဲဆိုတော့ဒီလိုမျိုးရှိတယ်ဗျာหมดในใจฉันมีเธอคนเดียวในหัวใจมีเธอคนเดียวอยู่ในใจมีแต่เธอในหัวใจฉันมีแต่เธอคนเดียวเสมอไปฉันรักเธอจนหมดดวงใจเอามีดกรีดลงตรงไหนสี่ห้องหัวใจของฉันมีแค่เธอออกลมฝนช่วยเป็นสื่อให้เธอรู้ว่าฉันคิดเธอในคืนที่ฝนโปรยเราอยู่ด้วยกันตรงนี้ฉันเหงาเธอรู้ไหมฉันหนาวจนแทบขาดใจไม่มีอ้อมกอดจากเธอที่သူ့ရဲ့ channel name ကကြတော့ Tall Way ဒါကျတော့ထိုင်းအတန်ထွက်မှားကောင်းလဲမှားနိုင်မယ်ပေါ့နော်အဲ့ဒီ channel မှာသူကဒီလိုမျိုး content လေးတင်တယ်သူ content လေးတွားကြည့်လို့ရှိရင်ကိုကြိုက်တဲ့သချင်းရှိရင်တော့ဝင်ကြည့်လိုက်ပေါ့နော်တကယ်နားထောင်ရတာရည်ရတယ်ကိုမှ stress တွေအများများနေလို့ stress out ဖြစ်ပြီးတော့စိတ်ညစ်စရာတွေများနေ anxiety တွေများနေလို့ဆိုလို့ရှိရင်တော့သူ့ရဲ့ cover song လေးနည်းနည်းဝင်ကြည့်တင်တယ်တကယ်ရည်ရလို့ပေါ့နော်ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော်တခြားဘာမှအကြောင်းအရာထူးထူးမပြောဘဲနဲ့ကျွန်တော်အတွက်ပျော်ရွှင်စေမိတဲ့ပြုံးစေမိတဲ့အကြောင်းအရာလေးကိုပေါ့နော်လာပြီးတော့ sharing လေးလုပ်ပေးကြပါ So I'll see you in the next episode. See you later.